အင်းဝဟန်တာဝတီအနှစ်40စစ်ဖြစ်ချင်းတော့မဟုတ်မင်းရဲ့ကြော်စွာစစ်ဖျားမင်းရဲ့ကြော်စွာခေါ်မင်းဖြူတီမြန်မာတက္ကရာ952ခုခရစ်နှစ်1390ခုအင်းဝဘရင်မင်းကောင်နှင့်မိဖုရားရှင်းမိနောင်တို့မှပုံခံမြို့ကြီးတွင်မွေးဖွားခဲ့ပြီးခရစ်နှစ်1406ခုနှစ်အသက်15နှစ်အရွယ်တွင်ခမဲတော်မင်းခေါင်ကမင်းဖြူကိုမင်းရဲ့ကြော်စွာဘွဲ့အမိပေး၍အင်ရှင်းမင်းအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။မင်းရဲ့ကြော်စွာသည်ငယ်စဉ်ကတည်းကစစ်ရေးစစ်ရာတွင်ထူးချွန်သဖြင့်ညီတော်ဖြစ်သူကိုကြော်၍အင်ရှင်းဆန်မင်းသားအဖြစ်အနှင်းခံရခြင်းဖြစ်ပါတယ်။မင်းရဲ့ကြော်စွာသည်အသက်15နှစ်မှစတင်၍စစ်မြေပြင်သို့ဆင်းခဲ့ပြီး1406ခုရခိုင်ဘရင်မင်းစောမုံကိုတိုက်ထုတ်ပြီးအင်းဝဘရင်နိုင်ငံတော်၏လက်အောက်ခံအဖြစ်ထားရှိခဲ့ပါတယ်။တိန်နီတိုက်ပွဲ1412ခုရှမ်းစော်ဘွားများနှင့်တရုတ်တပ်များပူးပေါင်းပြီးအင်းဝဘရင်နိုင်ငံတော်ကိုတိုက်ခိုက်သိမ်းပိုက်ရန်ကြံစီခဲ့ကြပြီးထိုကျူးကျော်ကြံစီတိုက်ခိုက်မှုကိုမင်းရဲ့ကြော်စွာကအောင်မြင်စွာကာကွယ်တွန်းလှန်နိုင်ခဲ့ပါတယ်။ဤတိုက်ပွဲသည်သူ၏နမီကိုပိုမိုကြော်ကြားစေခဲ့ပါတယ်။ထို့နောက်1414ခုနှစ်အင်းဝတပ်များကဟန်သာဝတီတပ်များကိုစစ်မျက်နှာဖွင့်၍ထပ်မံတိုက်ပွဲစတင်ခဲ့ပြီးဟန်သာဝတီရာဇာတိရာ၏မွန်တပ်များကိုအေယာဝတီမြစ်ဝကျွန်းပေါ်ရှိဒေသများကိုမင်းရဲ့ကြော်စွာအင်းဝတပ်များကတမြို့ပြီးတမြို့သိမ်းပိုက်ကအောင်နိုင်ခဲ့ပါတယ်။သူသည်စင်စီမြင်းစီကျွမ်းကျင်ုံသာမကရှေ့တန်းကနေကိုယ်တိုင်ကိုကြစစ်တိုက်လေးရှိသည့်သူရဲကောင်းတူဖြစ်ပြီးဤကာလသည်အနှစ်40စေ၏အကြမ်းတမ်းဆုံးနှင့်အမြင့်ဆုံးအချိန်ဖြစ်ခဲ့ပါတယ်။ပသိမ်မြို့နှင့်မြောင်းမြတိုက်ပွဲ1414ခုနှစ်မင်းရဲ့ကြော်စွာသည်အင်းဝမှစစ်သည်အလုံးအရင်ဖြင့်ခြိတက်လာပြီးမွန်တို့၏အာမခံစစ်စခန်းများကိုအပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။ငပူလဲတိုက်ပွဲခရစ်နှစ်1415ခုမှတ်လတွင်အေယာဝတီတိုင်းပသိမ်အနီးငပလဲအရက်တွင်မွန်တပ်များနှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးမင်းရဲ့ကြော်စွာသည်စိတ်စောထက်သန်စွာဖြင့်ရန်သူတပ်ထဲသို့ဆင်စီးရဲ့တကိုယ်တော်ကျွံဝင်သွားခဲ့ပြီးရာဇာတိရာ၏စစ်သူကြီးတမိန်ပယံကကြော်ကွင်းဖြင့်ပြစ်ဖမ်းရာမှစင်ပေါ်ကပြုတ်ကျပြီးဒဏ်ရာအပြင်းထန်ရရှိခဲ့ပါတယ်။ထိုချိန်တွင်ဟန်သာဝတီဘရင်ရာဇာတိရာသည်မိမိ၏အကြီးမားဆုံးသောရန်သူကိုအသေးသက်ရန်အခွင့်အရေးရတော့လဲထူးခြားသောလုပ်ရတစ်ခုပြုလုပ်ခဲ့ပါတယ်။ရာဇာတိရာသည်မင်းရဲ့ကြော်စွာကိုတိုက်ရန်အမိတ်မပေးဘဲအထူးတလေးတစားဖြင့်နန်းတော်သို့ခေါ်ဆောင်လာခဲ့ပြီးထို့နောက်မိမိဆရာဝန်များကိုကုသခိုင်းပြီးဤသို့ပြောခဲ့သည်မင်းသားမင်းရဲ့ရေဇံတတိဟာကဘာမှာအလွန်အင်မတန်မှရှားပါပါတယ်ငါရဲ့သားတော်အဖြစ်ခံယူပြီးငါထံမှနေမယ်ဆိုရင်မင်းကိုငါသားရင်းလိုပဲချီးမြှောက်မယ်ဟုပြောဆိုခဲ့ပါတယ်ဒဏ်ရာများဖြင့်နာကျင်နေတော်လဲမင်းရဲ့ကြော်စွာသည်အာယူ၍ဤသို့ပြန်လဲတုတ်ပြန်ခဲ့သည်ငါသည်အင်းဝဘရင်မင်းကောင်၏သားတော်ကြီးဖြစ်ပြီးရန်သူလက်အောက်တွင်အသက်ရှင်ပြီးကျွန်ခံမိအစားတေရချင်းကမြက်ပေသည်ငါကိုကုသရန်မကြိုးစားနေတော့ဟုပြောဆိုခဲ့ပြီးသူသည်ရန်သူပေးသောဆေးကိုလည်းမတောက်အစာကိုလည်းမစားဘဲဇာတိမန်အပြည့်ဖြင့်နောက်ဆုံးအချိန်ထိရန်သူကိုမျက်နာမตาဘဲကွယ်လွန်သွားခဲ့ပါတယ်။မင်းရဲ့ကြော်စွာသည်အသက်24နှစ်အရွယ် AD 1415ခုတွင်ဗညဝတီပသိမ်အနီးရှိငပူလဲတိုက်ပွဲ၌ကြာရှုံးခဲ့ပါတယ်။မင်းရဲ့ကြော်စွာကြာဆုံးကြောင်းကြားသိရသောအခါရန်သူဖြစ်သူရာဇာတိရမင်းကြီးပင်လင်ငါသားတော်သားဖြစ်ပါကဤကဘာတွင်ငါကိုရှင်နိုင်သူရှိတော့မည်မဟုတ်ဟုဆိုကာနှမျောတတဖြစ်ခဲ့ရပါတယ်။မင်းရဲ့ကြော်စွာကွယ်လွန်သွားသည့်အခါရာဇာတိရသည်အောင်ပွဲခံမိအစားအလွန်အမင်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။သူကဤမြတတ္တိရှိသောမင်းသားမျိုးငါမှရှိခဲ့လျင်တကြွင်းလုံးကိုငါစိုးမိုးနိုင်မည်ဟုညီးထွားခဲ့ပြီးထို့နောက်ရန်သူဖြစ်တော်လဲမင်းသားတစ်ပါး၏ဂုံထက်နှင့်အညီအခမ်းအနားကိုတကြိုပေးခဲ့ပြီးသူ့၏အယိုးပြာကိုရွှေကြောက်တွင်ထည့်ကာမြစ်ထဲသို့မျောပေးခဲ့ပါတယ်။သူကွယ်လွန်ပြီးနောက်အင်းဝတပ်များစိတ်တက်ကြဆင်းကာစုတ်ခွာခဲ့ရပြီးအင်းဝဟန်သာဝတီအနှစ်40စစ်သည်လည်းအရှိန်အဟုန်လျှော့ကျသွားခဲ့ပါတယ်။သူ၏ရဲစံတတိနှင့်ဇာတိမှန်ကြောင့်ယနေ့ထက်တိုင်မြမစစ်သမိုင်းတွင်အလေးထားရသောပုဂ္ဂိုလ်တူဖြစ်နေစေဖြစ်ပြီးမင်းရဲ့ကြော်စွာ၏သမိုင်းကြောင်းသည်စစ်ရေးထက်မြက်မှုနှင့်အတူတိုင်းပြည်အတွက်ပေးဆက်ခဲ့သောလူငယ်ခေါင်းဆောင်တူ၏ပုံရိပ်ကိုပေါ်လွန်စေခဲ့ပါတယ်။မင်းရဲ့ကြော်စွာ၏အသေးခံရင်ခံမဲ့အညံ့မခံဘူးဆိုသည့်စိတ်ဓာတ်သည်နောင်လာနောင်သားမြမတို့အတွက်ဇာတိသွေးဇာတိမှန်ကိုတောင်းလောင်စေသည့်
စာနမူနာဖြစ်လာခဲ့ပါတယ်မင်းရဲ့ကြော်စွာဤကဲ့သို့ရဲရင်သောစိတ်ဓာတ်ကြောင့်ပင်မြန်မာတို့ကသူ့ကိုစစ်ဖျားဟုတင်စားခေါ်ဆိုတုံ့နှုံခဲ့ကြပါတယ်အင်းဝဟန်တာဝတီအနှစ်40စစ်သည်မြန်မာသမိုင်းတွင်အရှိကြဆုံးနှင့်အချင်းရှားဆုံးသောပြည်တွင်းစစ်ပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်၎င်း၏အချိန်ကာလမှာအောက်ပါအတိုင်းဖြစ်ပြီးစတင်သည့်နေ့မြန်မာတက္ကရာ940ခုနှစ်ခရစ်နှစ်1385ခုစစ်ပွဲပြီးဆုံးသည့်ခုနှစ်မြန်မာတက္ကရာ985ခုနှစ်ခရစ်နှစ်1424ခုနှစ်တွင်စစ်ပွဲကြီးပြီးဆုံးခဲ့ပါသည်ဤစစ်ပွဲသည်အဓိကအားဖြင့်အထက်မြန်မာပြည်မှအင်းဝဘရင်မင်းကြီးစွာကဲနှင့်အောက်မြန်မာပြည်မှဟန်သာဝတီမွန်ဘရင်ရာဇာတိရာတို့၏လက်ထက်တွင်စတင်ခဲ့ခြင်းဖြစ်ပါတယ်စစ်ပွဲပြီးဆုံးသွားပုံမှာခရစ်နှစ်1421ခုနှစ်တွင်ဟန်သာဝတီဘရင်ရာဇာတိရာကွယ်လွန်ခဲ့ပြီးနောက်တစ်နှစ်1422ခုနှစ်တွင်အင်းဝဘရင်မင်းခေါင်ကွယ်လွန်ခဲ့ပါတယ်ခေါင်းဆောင်နှစ်ဦးမရှိတော့သည့်နောက်ပိုင်းသားတော်များဖြစ်ကြသောအင်းဝဘရင်တိဟသူနှင့်ဟန်သာဝတီဘရင်ဗညာဓမ္မရာဇာတို့လက်ထက်1424ခုနှစ်တွင်နှစ်ဖက်နားလည်မှုယူကာစစ်ပွဲကိုအဆုံးသတ်ခဲ့ကြပါတယ်ဤစစ်ပွဲကိုအနှစ်40စီဟုခေါ်ဆိုကြတော်လဲအမှန်တကယ်တွင်စစ်ပွဲများစတိုက်တိုက်နေခြင်းမဟုတ်ပဲစီးရနာလိုက်ပြန်တိုက်လိုက်ဖြစ်39နှစ်ခန့်ကြာမြင့်ခဲ့ခြင်းဖြစ်ပြီးဤစစ်ပွဲတွင်မင်းရဲ့ကြော်စွာတမိန်ပယံလကွန်းအိမ်နှင့်အဲမွန်တရာကဲ့သို့သောသူရဲကောင်းများစွာပေါ်ထွန်းခဲ့ပါတယ်ဤအင်းဝဟန်တာဝတီအနှစ်40စစ်သမိုင်းကြောင်းမှာသူရဲကောင်းများစွာပေါ်ထွန်းခဲ့ပြီးအလွန်အင်မတန်မှထူးခြားခဲ့သောမင်းရဲ့ကြော်စွာခေါ်စစ်ဖျားအကြောင်းကိုကောက်နှုတ်တင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်ဤတင်ဆက်မှုကိုဤနေရာမှာပဲနှိကုံချုပ်ရပါတယ်သမိုင်းထောက်ထားများမပြည့်စုံတာများရှိခဲ့ရင်ခွင့်လွှတ်ပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ